relationship မှာလေကောင်းလေးကအရန်ဒေါသကြီးရဲ့ကောင်းလေးနဲ့ပေါ့နော်ကောင်မလေးကလည်းအရန်စိတ်မရှိတတ်တဲ့ကောင်မလေးမျိုးပေါ့နော်အဲ့လိုမျိုး relationship မျိုးနဲ့ကြုံမှုကြလားမသိဘူးနော်ကျမကတော့ကျမတို့ relationship မှာပေါ့နော်အဲ့လိုလူမျိုးတွေကျမ4နှစ်လောက်တွဲဖို့တယ်ပေါ့နော်အဲ့တွဲဖို့တဲ့အချိန်မှာပထမ3နှစ်ကျော်ထိလောက်ကတယောက်နဲ့တယောက်ပေါ့နော်မကောင်းတဲ့အကျင့်တွေကိုဟိုက်ထားနိုင်တယ်လို့ပဲပြောရမှာပေါ့နော်ဒါပေမဲ့အချိန်နည်းနည်းလေးကြာလာတဲ့အခါကျတော့တယောက်နဲ့တယောက်ညွန်ညင်လာတယ်ပြီးရင်ဘာဖြစ်ဖြစ်အဲ့လိုသူ့ရဲ့အသက်ရှူတန်းကိုယ့်ရဲ့မကောင်းတဲ့အကျင့်စရိုက်အဲ့လိုမျိုးတွေပေါ်မှာတီးမခံချင်ကြတော့ဘောနော်အဲ့ထိကလည်းပြဿနာတော့မဟုတ်သေးဘူးဘောနော်ဒါပေမဲ့အဲ့လိုမျိုးအဆိုင်ခဲရစုပြုံလာတဲ့တနေ့မှာဘောနော်ကျမကိုအဲ့လိုလူလေကောင်းလမ်းမကြီးပေါ်မှာပေါ့ဒေါသတကြီးနဲ့ဟစ်လိုက်တဲ့အချိန်မှာဒါပြဿနာရဲ့အစပဲဆိုတော့ကျမလက်ခံလိုက်ရရဲ့ပေါ့နော်